တူဘောနာရှင်ကိုမာရီအားလုံးမင်္ဂလာပါခင်ဗျာအင်္ဂါနေ့7 နာရီနဲ့10မိနစ်အတွက်ရှယ်ဆိုင်လေးလာပါပြီကဲဒီ1ရယ်ဒီ1ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရင်ခွန်ဖြစ်လို့ခွန်ပါဝါ2ထိပ်စီပါခင်ဗျာခွန်ပါဝါ2ထိပ်စီနော်လို့ခွန်ပါဝါ2ထိပ်စီဖြစ်တဲ့အချိန်မှာဒီ1ရယ်ဒီ9ရယ်ဒီ3ရယ်နော်ဒီ3လုံးပေါင်းရင်6နောက်ပိတ်ပါနော်3လုံးပေါင်းရင်6နောက်ပိတ်နော်ခွန်ပါဝါ2ထိပ်စီလို့ပြီးတဲ့အချိန်မှာဒီ3လုံးပေါင်းရင်6နောက်ပိတ်ဖြစ်တဲ့အတွက်26ဆိုပြီးထွက်ပြီးထားပါတယ်ခင်ဗျာနောက်တစ်ခါတော့ဒီ2ရယ်ဒီ9ရယ်ဒီ9ရယ်နော်ဒီ2ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာ6ပါဝါ1ထိပ်စီဖြစ်တဲ့အတွက်1ထိပ်ဆိုပြီးဆင်းပြီးထားပါခင်ဗျာအဲ့လို1ထိပ်ဆင်းပြီးထားတဲ့အချိန်မှာဒီ2ရယ်ဒီ9ရယ်ဒီ2ရယ်နော်ဒီ3လုံးပေါင်းခြင်းဟာလေ3နောက်ပိတ်လို့ပြီးထားတဲ့အတွက်3နောက်ပိတ်လို့ပြီးထားတဲ့အတွက်1ထိပ်စီ3နောက်ပိတ်နဲ့1 3ဆိုလို့ပြီးထားပါခင်ဗျာကဲခုလာပြီအင်္ဂါနေ့7နာရီနဲ့10မိနစ်အတွက်ဒီ1ရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရင်10ပါဝါ3ထိပ်စီဖြစ်တဲ့အတွက်10ပါဝါ3ထိပ်စီဖြစ်တဲ့အတွက်ဒီ1ရယ်ဒီ9ရယ်ဒီ3ရယ်ဒီ3လုံးပေါင်းရင်ရတယ်6နောက်ပိတ်ပါတယ်ခင်ဗျာအဲကြောင့်မလို့3ထိပ်စီ6နောက်ပိတ်နဲ့36ဆိုတဲ့ကဏ္ဍလေးတစ်ခုကိုအင်္ဂါနေ့7နာရီနဲ့10မိနစ်မှာဟုံးလို့ရပါပြီခင်ဗျာထူအောင်မယ်ထူခွက်လေးရတော့36ကိုမိတ်တင်အောင်36ပြီးရှင်အရင်လေးရတော့46 31 61ဆိုတဲ့ကဏ္ဍလေးပါခင်ဗျာကျွန်တော်အားပေးရဆိုရင် subscribe လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ခင်ဗျာ